ခုတွင်ရှုမြင်ပြုရင်အနုသဘင်တူရှင်ငါမရနိုင်နဲ့မြမတို့ရဲ့ရင်ချစ်မှုတွေဟုတ်ပါလေထိတ်သိမ်းသောတို့ရဲ့စပွဲတွေမြတ်ဒီတစ်ခွင်တွေဆက်ရင်မို့တော့မြတ်ဒီတစ်ခွင်မှာဆက်ရင်မို့တော့ဒါတဏိတာကာလရဲ့ကျွန်တော်တို့ရဲ့နော်နှုတ်ဆက်ပွဲလေးပေါ့နှုတ်ဆက်ပွဲလေးနော်အောင်မွေးလေးလေးစင်နေပြီအောင်မွေးဆိုတော့ကျွန်တော်တို့ရဲ့စူးစမ်းမှုဆိုတဲ့ပြည်သက်အားပေးမှုပေါ့နော်ပြည်သက်အားပေးမှုမန္တလေးမှာပွဲပေါင်းမြောက်များစွာကပြီးမယ်လေးချမ်းမြို့တော်နဲ့အားပေးတယ်ကျွန်တော်ရဲ့ကျေးဇူးရှင်ပြည်သက်ကြီးဘုရားကြီးရစားလို့မဟာနေမြတ်စားလို့နော်အောင်မွေးလေးလေးစင်နေတာမြတ်ကြီးတစ်ခွင်တွေဆက်ရင်မောတော့အောင်ဝဲစင်